ကဲကျမစားနေကြအထောင်းနယ်လေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ကျမတော့အထောင်းတော်တော်များများကိုဒီဆိုင်ရပဲစားတယ်ပေါ့နော်ဒါလေးကတော့မုံဘတ်နဲ့တင်မော်ရီနဲ့ရောထောင်းတာလေးကိုမှာထားပါတော့ဒါလေးကတော့သူ့ဆိုင်လေးပါသူ့ဆိုင်လေးကိုကျမဘာလို့သဘောကျလဲဆိုတော့ပေါ့နော်တတရရလေးပေါ့နော်အားလုံးကတတရရလေးနဲ့စားချင်စပွဲလေးပေါ့နော်အဲ့လိုလေးကိုကျမအရင်သဘောကျတယ်သူလောက်တာကိုင်တာလေးတွေအစားတရရပဲပေါ့နော်ဒါလေးကကျမမြည်တာပေါ့နော်ခေါ်လိုက်တာနည်းနည်းပဲပါတယ်ကဲရပါပြီအရင်လဲစားကောင်းတယ်ပေါ့နော်ကျမတော့အရင်ကြိုက်တယ်အထောင်းတရက်ဒီထောင်းတို့ဘာလို့ဆိုလဲဒီဆိုင်ရပဲစားတာများတယ်ပေါ့နော်ကျမအိမ်ရှိကအများတန်းဖြတ်သွားနေကြပေါ့နော်ဒါဒီခဏမနဲ့အစောကြီးပေါ့နော်ဟိုက9နာရီခွဲကလေးကဝယ်စားပေါ့နော်9နာရီခွဲဆိုရင်သူ့အိမ်ကနေစထွက်ပြီပေါ့နော်ကျမအိမ်ရှိလမ်းကျုံတာနဲ့ကျမဝယ်စားတယ်ပေါ့နော်မုံဘတ်ထောင်ဟိုလိုတင်မော်ရီတွေအများကြီးနဲ့လည်းမကြိုက်ဘူးကွာအဲ့လိုမုံဘတ်နဲ့မုံတီနဲ့အဲ့လိုရောထောင်းထားလေးကိုကြိုက်တယ်ကွာစားတာအရန်ကိုကောင်းတယ်ကျမအလုပ်လုပ်ရင်ကျမမုံဘိုးနဲ့တွေလာတာကြက်မဟုတ်ဘူးပေါ့နော်ကျမမုံနေလောက်စားနေပေါ့နော်တနေ့ကုန်ဝိတ်လျှော့တယ်ဆိုပြီးတော့မနေ့ကပလာတာကျုပ်ပလာတာနဲ့လက်ဖေးတစ်ခွက်တောက်ပြီးပေါ့နော်အခု9နာရီခွဲကိုအထောင်းဝယ်စားပေါ့နော်တင်မော်ကြီးတောင်းစပွဲမုံဘက်နဲ့တင်မော်ကြီးတောင်းရောတပွဲပေါ့နော်ကျမကြိုက်ဆုံးကတော့မုံဘက်နဲ့တင်မော်ဒီနဲ့ရောထောင်းတော့အရန်ကြိုက်တယ်အရန်ကိုစားလို့ကောင်းတယ်ပေါ့နော်ကျမတော့တအားကိုမိန်တော့အရန်ကိုစားလို့ကောင်းတယ်ကျမအရန်ကြိုက်တယ်ပေါ့နော်တပွဲမှ2000ပေါ့နော်တန်လဲတန်နဲ့တနန်ရှင်းနဲ့စေတနာလဲပါတယ်ပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါလေးကတော့တင်မော်ကြီးတောင်းလေးပေါ့နော်